ုံယူပါတယ်ကျော်စိုးမှုရဲ့ကျော်စိုးမှုတနေ့ကြရင်လေအိမ်အောင်ရသားကြအောင်မှာပါလေမကင်တီကိုချစ်မိမှားတဲ့အတွက်တင်မုန်းချေခြင်းလေဆိုရင်အဲ့ဒီမင်းကလေးကိုမကင်တီကိုချစ်မိတာတဲ့လက်စတိုးပြီးချစ်လိုက်ပါကွယ်ဟုတ်ကဲ့ကျွန်တော်လည်းပြောပြစီဦးကျွန်တော်လည်းပြောပြစီဒီလိုပြောတဲ့အတွက်ငရဲကြီးမယ်ဆိုရင်လည်းနောက်ထပ်အစ်စ်ကလေးငရဲကြီးလိုက်ပြစေဦးကျွန်တော်လေးဘဝတန်ရာကြီးလဲပြီးတော့အိမ်အောင်ရသားလေးချတာညီမြစ်တယ်ဘလောက်ပဲရရမကီသူတော့ဘယ်တော့မှမေးတော့မှမဟုတ်ပါဘူးဒါကျွန်တော်အသေးနှလုံးနဲ့ပြောတာပါ